3 ရက်တိုင်တိုင်မိုးရွာသွန်းပြီးနောက်တရိษံအားလုံးဘေးကိန်းလုံခြုံစွာရှိနေခဲ့ကြသည်သို့တော်လည်းမြီးတီကစာလောင်မှုတ်သိမ့်မှုနှင့်နောင်တတရားတို့ကြောင့်ပူလောင်ပင်ပန်းနေခဲ့ရသည်မိုးကလည်းတိတ်မိအရေးရောင်မရှိပဲတောအုပ်ကြီးအခြေအနေမှာတဖြည်းဖြည်းပြောင်းလဲလာခဲ့သည်ညီအကိုကြီးဟော့ဟိုမှာတိမ်ဒီအုံလာပြီမိုးရွာတော့မယ်ထင်တယ်မိုးရွာရင်အကျဉ်ထွက်ဖို့ခက်လိမ့်မယ်အခုကတည်းကအစားအစာတွေကြိုးစုဆောင်ထားပါလားအိုးစိတ်ညီမလေးရဲ့မင်းကတော့အမြဲတမ်းစိုးရိမ်ပူပန်နေတာပဲငါကတော့မိုးရွာရင်ပျော်ပျော်ပါးပါးကခုံးတစ်ချင်းဆိုနေမှာအစားအစာအတွက်ငါဘာမှပူစရာမလိုဘူးမင်းရဲ့ဒီလိုနောက်ပြောင်းနေမှုတွေကမနှက်ဖြန်ကြရင်မင်းကိုငိုကြွေးစေလိမ့်မယ်မိုးကရက်တော်ကြာရွာမှာအဲ့ဒီအချိန်ကြရင်ဘာမှရှာရလွယ်မှာမဟုတ်ဘူးဒီနေ့အလုံးလုပ်ထားပါမဟုတ်ရင်နောင်တတ်ရလိမ့်မယ်မင်းကတော့အမြဲတမ်း6လန့်နေတာပဲတောအုပ်တစ်ခုလုံးမှာမြက်တွေကြီးပဲငါကတော့ပျော်ပျော်ပါးပါးပဲဖြတ်တန်းပါငါတို့အားလုံးမနှက်ဖြန်မှာဘိုက်မစားဖို့အတွက်အခုကြိုးစားနေကြတာအချိန်မီပြင်ဆင်ထားတာကအကောင်းဆုံးပဲမင်းအခက်ခဲအကြီးကျယ်ကြုံရမှာကိုငါတကယ်စိုးရိမ်တယ်ငါဘာကိုမှဂရုမစိုက်ဘူးငါအတွက်ကောင်းကင်ကနေပဲထိထစ်အစားအစာရောက်လာမှာပါမင်းစိုးရိမ်ခြင်းလည်းတယောက်တည်းစိုးရိမ်လိုက်ပါမြေကိုကြီးဟိုတရင်တွေကိုကြည့်လိုက်အောင်မိုးရွာဝနီးနေပြီငါတော့အစားအစာတွေကြိုတင်စုဆောင်းပြီးပြီမင်းကောတခုခုပြင်ဆင်ပြီးပြီလားမြေခွေးညမလေးမင်းလည်းသူများတွေလိုပဲလာပြောနေပြန်ပြီအားလုံးကအစားအစာစုဆောင်းဖို့ပဲစိတ်ဝင်စားနေကြတယ်ဒါပေမဲ့ငါကတော့အေးဆေးပျော်ပါနေမှာမင်းဘာလို့နားမလဲတာလဲမိုးလွာတာကစားစရာမဟုတ်ဘူးစာလောင်မှုတန်ကအကြီးမားဆုံးအဖြစ်တန်ပဲအခုလိုအချိန်မှာတတိပညာရှိဖို့လိုတယ်မင်းတို့ကအားလုံးစကားတွေကတပုံစံပဲငါအတွက်တော့ဘာအန်ဒီရမှမမြင်ရဘူးမင်းတို့အားလုံးပူပန်နေကြပေမဲ့ငါကတော့လွတ်လပ်တယ်မြေဒီလွတ်လပ်မှုကမနှက်ထွန်ကြရင်မင်းကိုငိုစီလိမ့်မယ်ဒါကတဘာဝတရားရဲ့နေရာမှာပဲကျူးစားအားထုတ်တဲ့သူပဲလွတ်မြောက်လိမ့်မယ်မင်းရဲ့ဒီလိုပေါ့ဆမှုကအယမ်းအန်ဒီရများတယ်အိုးမင်းကလည်းဘေးရင်ဆရာလာလုံနေပြန်ပြီငါ့ကိုဘသူကငတ်ထားမှလဲဒီတောအုပ်ထဲမှာမိုးရွာရင်မြက်တွေပိုးပေါက်လာမှာပေါ့စိတ်နဲ့မြေခွေးတို့ဤတတိဘေးစကားများသည်မြေရပေါဘာတက်ရောက်မှုမှမရှိခဲ့ပြီသူသည်ပျော်ရွှင်မြူးထူးခြင်းများတွင်သာနေမျောနေခဲ့ပြီမိုးသက်မုန်တိုင်းကတော့တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်သည်ဝတ်မော်အကြီးဒီအချိန်ကအရန်တန်ဖို့ရှိတယ်မိုးမရွာခင်ရသလောက်အစားအစာကိုစူဆောင်းရမယ်မဟုတ်ရင်ရက်အတော်ကြာငတ်နေရလိမ့်မယ်အတိအကျပဲမိုးရွာရင်အပြင်ထွက်ဖို့မလွယ်ဘူးငါတော့ရသမျှတစ်သေးတွေကိုအကုန်စုထားမယ်နှုံကြရင်သူတစ်ပါးပေါ်မမိကိုကျွန်းဘူးအလိုမလွတ်နေရောက်ကြည့်ရတာအလုသမားတွေကြာနေရပဲနေရောညပါဒီလိုဝန်တော့ဝန်ဖိုးတွေကိုထားနေကြတော့မှလားဘဝဆိုတာဖြောဖို့ပဲအလုလုပ်ဖို့မဟုတ်ဘူးညီရဲ့ကြီးဒါနှုတ်ပြောင်ရမယ့်အချိန်မဟုတ်ဘူးမင်းအခုအချိန်မှနားလဲသိပြီမနှက်ဖြန်ဘိုက်စားလာတဲ့အခါရဲနိုင်တော့မှမဟုတ်ဘူးမတို့အားလုံးဘီးကိန်းဖို့ကြိုးစားနေကြတာဒါပေမဲ့မင်းကတော့လူပြက်တလုတ်လုတ်နေတယ်ဒီပေါ်စားမှုကမင်းအတွက်တန်ဖိုးကြီးပေးရလိမ့်မယ်ငါတို့အားလုံးငါ့ကိုခြောက်နေကြတာငါကတော့မကြောက်ဘူးတောထဲမှာမြက်တွေမရှားဘူးငါကတော့မိုးတဲ့ဤထဲမှာလဲကခုံးတချင်းဆိုနေဦးမှာပဲမြေမင်းဘာလို့နားမလဲတာလဲမိုးကလပေါင်းများစွာအကြားနိုင်လေဒီနေ့မဖြစ်စင်ရဲ့မနဲ့ဖန်ကြရဲ့လက်မိုင်ချရလိမ့်မယ်မြုပ်အကိုကြီးမင်းလဲလာပြီးတရားဟောနေပြန်ပြီငါပြောရမယ်ဆိုရင်တော့အများကြီးတွေးတာကအကြီးဆုံးယောဂပဲငါဘာပြင်ဆင်မှုမှလုပ်เสียမလိုဘူးမီးဒီနွားဝက်ဝန်းနဲ့မြောက်တို့ရဲ့စကားတွေကိုရေစရာအထက်သဘောထားခဲ့တယ်တောအုပ်တစ်ခုလုံးစ조사အားထုတ်မှုများနဲ့အလွတ်များနေကြပြီမယ်မြေးတကောင်တဲထားပျော်ပါနိုင်တဲ့နှမျောခဲ့တယ်ဟောမိုးရာဒီအခုဆိုအပြင်ထက်ဖို့တော့မလွေတော့ဘူးမပြင်ဆင်ထားတဲ့သူကတော့ဒုက္ခရောက်တော့မယ်ဟုတ်တယ်အားလုံးပဲကိုယ့်အိမ်ကိုအမြန်ပြန်ကြဆိုမိုးအိုးချအဆက်အပြောက်တွေကအမြဲတမ်းမုန်တိုင်းရဲ့အရေးအယောင်ပဲအခုအချိန်မှာအပြင်မှာနေတာအန်ဒီရရှိရယ်ဝါမိုးရာတာတိတ်ပြော်စရာကောင်းတာပဲကြည်စမ်းငါမိုးတွေထဲမှာဘလို့ကနေလဲဆိုတာမင်းတို့ကြောက်တတ်တဲ့ကောင်လေးမိုးရွာတာကိုပျော်အောင်နေတော့ဖို့တင်ယူကြအောင်မြီးအိတ်ကိုကြီးဒါမင်းရဲ့အကြီးဆုံးအမားပဲမိုးရွာတာကကစားပွဲမဟုတ်ဘူးစာမေးပွဲပဲဒီနေ့ရဲ့ပျော်ပါမှုကမနှက်ဖြန်မင်းကိုငိုစေလိမ့်မယ်မင်းတို့အားလုံးကအမြဲတမ်းကြောက်စရာတွေကိုပဲပြောနေကြတာငါပြောရရင်တော့ဖျားသခင်ကအားလုံးကိုပေးသနာထားပြီးသားငါဘာလို့ပူပန်နေရမှာလဲပူ
ပန်မှုမလိုပေမဲ့သတိပညာရှိဖို့တော့လိုတယ်မိုးကရက်ပေါင်းများစွာရွာနိုင်တယ်အပြင်ကစိမ့်လန့်ဆိုပြီးမှုတွေကမျက်စိလက်စာမှုတက်တက်ပဲညီအခုထိအချိန်ရှိသေးတယ်သတိပညာစိမ့်မှာမဟုတ်ရင်ဒီမိုးတွေကမင်းရဲ့စာလောင်မှုမုန်တိုင်းဖြစ်လာလိမ့်မယ်မင်းစီမှာဘာမှမရှိဘူးဆိုတာမင်းကိုယ်တိုင်သိပါတယ်မင်းတို့အားလုံးငါ့ကိုအထင်သေးကျင်ကြတာပဲငါကံကြမ္မာကငါ့ထက်ပိုသိတယ်ငါအဆင်ပြေတယ်လို့နေနိုင်ပါတယ်မိုးကအတိုက်မိရိပ်လောင်မရှိပဲတောအုပ်ဤဘဝတွေပြောင်းလဲလာခဲ့တယ်တရိษံအားလုံးဘေးကိစွာရှိနေတော့လေမြည်ရဲမော်ရတန်များကတော့တဖြည်းဖြည်းတိတ်ဆိတ်သွားခဲ့ပြီဖြစ်တယ်။အိုးဖေရသခင်ဒီမိုးကတိတ်မှမဟုတ်တော့ဘူးထင်တယ်။နေရာတိုင်းမှာရေတွေကြီးပဲစားစရာတလုတ်တောင်မရှိဘူး။ဘိုက်ထဲမှာလဲစာလောင်လုံးလို့တောက်လောင်နေပြီ။ဘာလို့ရမှန်းမသိတော့ဘူး။ညီတွေးပြီမလားငါဘာပြောခဲ့လဲ။ငါတို့အားလုံးစူးစမ်းပြီးပြင်ဆင်ခဲ့ကြလို့အခုမင်းဘာမှမတွေးခဲ့လို့ဒုက္ခရောက်နေပြီ။မြောက်အကူကြီးရဲ့ငါဒါကိုနောက်ပြောင်မှုလို့ထင်ခဲ့တာ။ဒါပေမဲ့ဒီစာလောင်မှုကငါအသက်ကိုရန်ရှာနေပြီငါမင်းတို့စကားကိုနားထောင်ခဲ့ရင်သိကောင်းပါပဲမင်းကအားလုံးကိုလူအမျိုးမိခဲ့တာအခုအဲ့ဒီအယူဆကမင်းကိုဒုက္ခပေးနေပြီမင်းဒီမုန်တိုင်းထဲမှာတရားခဲဖြစ်နေတာကမင်းရဲ့အမားပဲစ조사မှုရဲ့အကျိုးကျေးဇူးကိုငါတို့ဒီနေ့ခံစားနေကြပြီငါတို့အေးဆေးဆေးထိုင်ပြီးစားတောက်နေနိုင်ပြီဒါပေမဲ့မင်းမှာတော့ပိုက်ဟောင်းလောင်းနဲ့နောင်တက်ပဲကြံတော့တယ်ဝက်ဝံကိုကြီးရဲ့ငါအခုနောင်တရနေပါပြီဒါပေမဲ့မိုးကငါ့ကိုဝိုင်းရံထားလို့ဘဲကမှထွက်ပေါက်မရှိတော့ဘူးငါတို့ကြိုပြောခဲ့တာပဲသတိပညာရှိဖို့အရေးကြီးတယ်လို့ဒီနေ့ငါတို့စကားနားထောင်ခဲ့လို့ဘေးကင်းနေတာမင်းကတော့လောင်ပြောင်ခဲ့ပြီးအခုအဖြစ်တန်ခံနေရပြီတကယ်ပဲဒီအဖြစ်တန်ကအယမ်းကြီးမားပါတယ်စာလောင်မှုကတတ္တဝါတွေကိုခြေကုန်လက်ပိုင်းကျစေတာပဲငါသာအချိန်မီစူးစမ်းခဲ့ရင်တိတ်ကောင်းပါပဲ3 ရက်တိုင်မိုးရွာသွင်းပြီးနောက်တရိษံအားလုံးဘေးကင်းနေခဲ့တော့လေမီးကတော့စာလောင်မှုနဲ့နောင်တမီးတို့ဖြစ်တောက်လောင်နေခဲ့ရသည်မိခွေးကြီးမလေးငါတကယ်ပိုက်စာနေလို့လားမြတ်လည်းမရှိတော့ဘူးအားအင်လည်းမရှိတော့ဘူးကျေးဇူးပြုပြီးငါတို့နည်းနည်းလောက်ကူညီပါအောင်မင်းအားလုံးရဲ့သတိပေးချက်ကိုနားမလည်ခဲ့ဘူးဒီနေ့မင်းရဲ့မာနာတွေကျိုးပြတ်သွားလို့ငါစီရောက်လာတာပဲဒါပေမဲ့မစခင်စဉ်းစားအောင်မင်းငါတို့စကားကိုဘယ်တော့ကနားထောင်ခဲ့ဘူးလို့လဲဟုတ်ပါတယ်မိခွေရဲ့ငါအမားကိုဝန်ခံပါတယ်ငါအားလုံးရဲ့အကြံဉာဏ်ကိုရဲစရာအဖြစ်သဘောထားခဲ့မိတယ်အခုငါပြစ်ဒဏ်ခံနေရပါပြီအမားကိုဝန်ခံတာကောင်းတဲ့အချက်ပဲမိဒါပေမဲ့အခုညီရဖို့ဆိုရင်စူးစမ်းအားထုတ်မှုလဲလိုအပ်တယ်မင်းအခုစူးစမ်းတော့မှာလားဟုတ်ကဲ့အခုတော့ပြင်းကြီးချင်းရရလက်ကဘာလဲဆိုတာငါနားလည်သွားပါပြီငါအလုပ်လုပ်ဖို့အသင့်ပါပဲငါ့ကိုအခုညီအနှဲငယ်လောက်ပဲပေးပါညီခွေးပေါအောင်တန်တယ်မီငါတို့အားလုံးမိုးမရွာခင်တူတူစူးစမ်းခဲ့ကြတာမင်းအခုတကယ်ဖြောင်းလဲချင်တယ်ဆိုရင်ငါတို့မင်းကိုတင်ပေးမယ်ဝဝန်အကူကြီးငါတင်ယူချင်ပါတယ်ငါအမားကိုပြင်းစင်ချင်ပါတယ်ငါ့ကိုအခွင့်အရေးတစ်ခုပေးပါကောင်းပြီမင်းကိုအခွင့်အရေးပေးမယ်ဒါပေမဲ့ဒါဟာနောက်ဆုံးအချိန်ပဲဆိုတာမထားပါအခုငါတို့ရဲ့အကူအညီနဲ့အလုပ်လုပ်ဖို့တင်ယူပါမြည်ဒီပထမဆုံးအချိန်အထိနှလုံးသားတဲ့ကညီအမားကိုဝန်ခံခဲ့တယ်မြည်ခွေးနဲ့ဝဝန်ခုတို့ကလည်းသူ့ကိုစူးစမ်းမှုနဲ့တတိပညာရှိခြင်း၏တကယ်တန်ဖို့ကိုသင်ကြားပေးရန်ဆုံးဖြတ်ခဲ့ကြပါသည်မင်းရဲ့ပြောင်းလဲလာတဲ့ပုံစံကိုကြည့်ရတာဝမ်းသာစရာပဲမင်းအခုနောက်ပြောင်မိနေတော့ပဲစူးစမ်းနေပြီဒါကတကယ်လမ်းမှန်ပဲဟုတ်တယ်မိခွေးရဲ့အရင်ကငါကအားလုံးကိုလူအောင်မိခဲ့တာဒါပေမဲ့တကယ်တော့ငါကိုယ်တိုင်ကဒါအကြီးဆုံးလူအဖြစ်ရှိခဲ့တာအခုကစပြီးငါအမြဲတမ်းစူးစမ်းသွားပါမယ်ဒီလိုစိတ်ဓာတ်မျိုးကိုဆက်ထိန်ထားပါငါတို့အားလုံးတူတူရုန်းကန်ကြရမယ်မင်းရဲ့စူးစမ်းမှုကအခုအုပ်စုတစ်ခုလုံးကိုအထောက်အကူပြုနိုင်ပြီဝဝန်ကိုကြီးအခုငါ့ကိုယုံကြည်လိုက်ပါငါဘသူ့ကိုမှစိတ်ပြတ်အောင်မလုပ်တော့ပါဘူးမင်းတို့သင်ပေးခဲ့တာတွေကိုဖယ်တော့မှမေ့မှာမဟုတ်ပါဘူးမင်းရဲ့ဒီလိုပြောင်းလဲမှုကိုတွေ့ရတော့ငါနှလုံးသားအည်ပျော်သွားရတယ်မင်းအရင်လိုမဟုတ်တော့ဘူးမင်းရဲ့ကြိုးစားအားထုတ်မှုကသာမင်းရဲ့တကယ်အဖော်မွန်တယ်ကျေးဇူးတင်ပါတယ်စိတ်ညီမလေးရဲ့မင်းငါ့ကိုအစကတည်းကသွင်းတင်ခဲ့တာင
ငါမင်းစကားကိုအရင်ကတည်းကနားထောင်ခဲ့ရင်သိကောင်းမှာပဲအခုတော့မင်းရဲ့စကားလုံးတွေကိုအမြဲတမ်းမှတ်မိနေပါမယ်မိဒီစတင်စူးစမ်းအားထုတ်ခဲ့ပြီးအားလုံး၏ယုံကြည်မှုကိုရရှိခဲ့ပြီးပျော်ပါခြင်းမဟုတ်ပဲစူးစမ်းမှုကသာဘဝ၏အားကိုးရာဖြစ်ကြောင်းသူနားလည်သွားခဲ့ပြီးဖြစ်သည်ဝါဒီနေအောင်ချီကတိတာရတာပဲမိုးမောင်ကြပြီးနောက်ဒီလိုအလင်းရောင်ရတာတကယ်ကိုစိတ်သက်သာရစေတယ်ဘဝတစ်တစ်ခုပြန်ရလိုက်တယ်လို့ပဲဟုတ်တယ်မီဒါကစိတ်ရှည်မှုနဲ့အခွင့်အရေးရဲ့ဆုလာပဲငါတို့တွေအရင်ကတည်းကပြင်ဆင်ခဲ့လို့ဒီနေ့အေးအေးဆေးဆေးစားနိုင်ကြတာမင်းလည်းအခုဒီအချင်းငါခါကိုပျော်ရွှင်စွာခံစားနိုင်ပြီစိတ်ညီမလေးငါရဲ့မိုင်မဲမှုကတန်ဖိုးကြီးကြီးပေးခဲ့ရတယ်ဆိုတာငါလက်ခံပါတယ်မင်းတို့သာနောက်ဆုံးအချိန်မှာမကူညီခဲ့ရင်ငါတေးသွားလောက်ပြီမင်းတို့ရဲ့ဒီကြီးစုကိုငါဘဲတော့မှမိမှာမဟုတ်ပါဘူးမိကြီးစုအကြောင်းနေပြောမနေပါနဲ့ဒါကတငွေချင်းအချင်းချင်းကူညီရမယ်တာဝန်ပဲမင်းသင်ခန်းစာရသွားတာကိုပဲငါဝမ်းသာပါတယ်ကဲမိအခုမင်းငါတို့ကိုလူအသို့မဟုတ်တတိပညာရှိသူလို့ပြောအောင်မလားဒီနေ့မင်းကိုယ်တိုင်စူးစမ်းမှုရဲ့အရာတာကိုမီးစမ်းပူးသွားပြီနောက်ဆိုသူတစ်ပါးရဲ့အကြံဉာဏ်ကိုပေါ့တန်သဘောထားမှမဟုတ်တော့ဘူးထင်တယ်မဟုတ်ပါဘူးမြေခွေးရဲ့ငါဘသူ့ကိုမှနောက်တစ်ခါမလောင်ပြောင်တော့ပါဘူးမင်းတို့အားလုံးကတကယ်ပညာရှိတွေပါငါကတာမိုက်မဲခဲတာအခုကစပြီးအားလုံးရဲ့စကားကိုတေချာနားထောင်ပါမယ်မီအမာတိုင်းကလူပဲဖြစ်ဖြစ်တရိษံပဲဖြစ်ဖြစ်အသက်အဆန်းတွေကိုသင်ကြားပေးတတ်တယ်အနာဂတ်အတွက်ပြင်ဆင်ထားဖို့ဘလောက်အရေးကြီးတယ်ဆိုတာမင်းလည်းသင်ယူပြီးပြီအခုဒီသင်ခန်းစာကိုအမြဲတမ်းမှတ်သားထားရမယ်ဟုတ်ကဲ့အခုကစပြီးငါအမြဲတမ်းကြိုတင်စဉ်းစားပါမယ်ပြင်းရည်ခြင်းနဲ့နောက်ပြောင်ခြင်းတွေကိုစွန့်လွတ်ပြီးစူးစမ်းသွားပါမယ်ဒါဟာငါရဲ့အကြီးဆုံးကတိသစ္စာပါပဲမူရသည်ဤပုံပင်သည်မိယာဘဝရဲ့အကြီးမားဆုံးသောသင်ခန်းစာကိုပေးခဲ့တယ်ပျော်ပါခြင်းကိုမေးဖြောက်ပြီးနောက်စူးစမ်းပြင်ဆင်ခြင်းကသာတကယ်အင်အားဖြစ်ကြောင်းသူနားလေသဘောပေါက်သွားခဲ့လေသည်